ဤကလေးငယ်သည်ငါးဖမ်းရန်တစင်ကိုအသုံးပြုနေခဲ့သည်သူ၏အကိုဖြစ်သူကထိုမြင်ကွင်းကိုမြင်သွားသည့်အခါရက်မှာထိတ်လန့်တုန်လှုပ်သွားပြီးမလုံနဲ့ရေထဲမှာငွေကြီးတစ်ကောင်ရှိတယ်ဟုအမြန်အော်ပြောလိုက်သည်ငွေရှိသည်ဆိုသည့်စကားကိုကြားလိုက်ရသဖြင့်ညီဖြစ်သူမှလည်းကြောက်လန့်တကြားငြိမ်သက်သွားခဲ့သည်ရက်သည်သူရှိရာသို့အမြန်ပြေးသွားပြီးတကယ်ပြောတာရေထဲမှာတကယ်ပဲငွေရှိနေတာဟုတီတီတက်တက်ပြောလိုက်သည်ညီဖြစ်သူသည်သူ၏လက်တစ်ဖက်မှတစင်ကိုချက်ထန်သို့ဖြင်းချင်းစွာကမ်းပေးလိုက်သည်ထိုအခါချက်တီတစင်ကိုမြေကြီးပေါ်သို့ရုတ်တရက်ပစ်ချလိုက်ပြီးဘာမှမပြောဘဲညီဖြစ်သူကိုစတင်ရိုက်နှက်လေတော့သည်ချက်ကဒေါသတကြီးဖြစ်မင်းကိုငါဘာလို့ရိုက်လဲတီလာမြစ်ထဲမှာငါးတွေတွေးလို့လားဟုမေးရညီဖြစ်သူကလည်းစိတ်တူတူဖြစ်တွေ့တာပေါ့အကိုကမနာလိုလို့ပါကျွန်တော်ငါဖမ်းတော့မလို့ဟုပြန်ဖြေပြီးထို့နောက်ချက်ကဒါဆိုခုနကငါပြောတဲ့ငွေကရောဘယ်မှာလဲဟုထပ်မေးလိုက်သည်ထိုအခါမှသာညီဖြစ်သူကအခြေအနေကိုရိပ်မိသွားပြီးအကိုကျွန်တော်ကိုလိန်ပြောတာပဲဟုဆိုသည်သူ၏ညီမကိစ္စရဲ့ဤကြီးလေးမှုကိုမသိသေးသည်ကိုမြင်တော့ကြောင့်ချက်တီတစင်ကိုပြန်ကောက်ကခုနကညီဖြစ်သူလုံနေသည့်ပုံစံအတိုင်းလိုက်လုပ်ပြလိုက်သည်ထိုချိန်ကျမှသာညီဖြစ်သူသည်မိမိလုပ်ရမှာမြညာအနေရရှိကြောင်းသဘောပေါက်သွားပြီးစိတ်ထဲမှတွေးမိသည်မှာအကယ်၍ငါအကိုသာအချိန်မီရောက်မလာခဲ့ရင်ငါလဲလူဝီ16လိုပဲအဆုံးသတ်သွားရမှာပါလားဟု၍ဖြစ်သည်ဤကလေးငယ်သည်ငါဖမ်းရန်တစင်ကိုအသုံးပြုနေခဲ့သည်သူ၏အကိုဖြစ်သူကထိုမြင်ကွင်းကို